ညီလေးဟုတ်လေကွာငါညီဟိုကလူတယောက်ကမင်းအားပြင်းနဲ့ပရိုက်လိုက်တာမင်းပြုံးမနေနဲ့လေကွာနားတဲ့ item တွေပါဒီလုတ်ပြီးအောင်မှာဗောမင်းကကိုကပြုံးမပြုံးနေအသုံးချက်လို့ပြုံးနေဟုတ်သေးဘူးဆရာကျွန်တော်ရှင်းပြလိုက်အေးခွာအဓိကကွာဆရာလုပ်နေတာကမင်းကငါအခုရိုက်လိုက်တဲ့အချိန်မှာမင်းရဲ့မျက်နှာ expression ပေါ့သိလားအနေအမြင့်အတက်ကြတယ်မျက်လုံးနှာခမ်းသိလားဟိုပြောရရင်ကွာရှင်းပြောရရင်ရိုက်လိုက်တဲ့ဒေါသထွက်သွားတဲ့ပုံစံကိုအဲ့လိုပြီးပြင်းအောင်ရိုက်ရသိလားအဲ့လိုမျိုးငါဥပမာငါပြမယ်ဆရာကျွန်တော်ရိုက်မယ်နော်လှုပ်လိုက်ဒီကောင်တက်သွားပြီးတော့ကောင်းတာဆုံးမလိုက်ဆရာကျွန်တော်ရိုက်မယ်နော်ရိုက်ဟုတ်ကဲ့ကြောက်တော့ဆရာဟိုကြည့်မြင်လားမျက်လုံးနေနှာခမ်းနေမျက်နှာ expression သိလားဘယ်တော့မှန်ပါတယ်သိလားအေးအဲ့လိုမျိုးဖြစ်စေချင်တာဆရာရိုက်တဲ့အချိန်မှာဒေါသတွေမှန်နေတော့ဆရာကြောက်နော်အဲ့ဒါတန်ဖို့အဲ့ဒါတန်ဖို့ဒီနေ့ကနေတော့လိုက်နေဆရာတန်ဖို့တွေမြင့်လာပြီဟာတန်ဖို့မြင့်လာပြီပို့ပြီးတော့စိတ်ထွက်ပါအဲ့လိုပို့ပြီးတော့များလာပြီအဲ့ဒါမျိုးတရားကြည့်တာသိယူလားသိလားအဲ့ကြောင့်မို့ညဆရာကလုံးဝဆရာကောင်းတယောက်ဖြစ်နေတာဆရာကတော့နော်ခွေးမသားကဲကိုဟာဆွဲနေဟဲ့ခွေးမသား我打，我这个打嘛！